တရုတ်က AA နဲ့တွေ့ကျင်လာပြီဗျ AA နဲ့တွေ့ကျင်လာတယ်အဲ့တော့ဂျပန်သုံးဘက်မှာ MNDAA TNLA AA ဂျပန်သုံးဘက်မှာနှစ်ဖွဲ့ကသူကတော့ယထာလမ်းပေါ့ဗျာတရုတ်နိုင်ငံကူမင်းကနေဘာညာတာရကာပေါ့ကျွန်တော်တို့ဘယ်တွေကိုဖြတ်ပြီးတော့မှဟိုရခိုင်ပြည်ကြောက်ဖြူအထိဖောက်မဲ့ယထာလမ်းပေါ့နော်ဒီယထာလမ်းပေါ့ငုံကြည့်ပြီးတော့မှစကားပြောခြင်းတယ်ပေါ့နော်ဒါအကြောင်းရှာပြီးွားရင်အေးကိုဒါတွေးဆုံမယ်လို့ဒါလေတန်ပစ်တာပေါ့နော်ပထမတစ်ချိန်ဒါဒီချမ်းပြည်မှာပြီးခဲ့တဲ့ရက်ပိုင်းကတွေးဆုံခဲ့တဲ့ဆိုတဲ့သတင်းလေးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုလေတန်ပစ်တာပေါ့နော်ဒါလေတန်ပစ်တာဒါပေမဲ့အဲ့တခိုးဘဏ္ဍခါတွေးဆုံပြီးသွားပြီလဲဆိုတဲ့ဟာကကျွန်တော်တို့မသိနိုင်ဘူးဒါကအေးကသွားပြီးတော့မှတရုတ်နဲ့တွေးဆုံညှိနှိုင်းမှုလုပ်တယ်လို့ဆိုလိုတာမဟုတ်ဘူးနော်အဲ့တခိုးဘဏ္ဍချိန်အောင်တွေးခဲ့ပြီးသွားပြီလေနော်ဘာတွေမြန်အခါတော့အေးကိုဘာတွေမြန်တောင်းဆိုနေပြီလဲဘာမြန်ဖိအားပေးနေပြီလဲဆိုတဲ့ဟာတော့ကျွန်တော်တို့ရဲ့မသိရတဲ့သတင်းတွေအများကြီးတော်လိုင်းမှာရှိနေပါသေးတယ်အဲ့တော့တေချာတာကတော့ကျွန်တော်တို့ကပြောချင်တဲ့ဟာကတော့တရုတ်ကတော့ရိုးရိုးတန်းတော့တွေ့မှာမဟုတ်ဘူးဒီယထာလန်ကိစ္စကိုအကြောင်းပြပြီးသွားတော့ဘာတွေလောက်လာနိုင်မလဲဆိုတော့ကျန်တဲ့ကိစ္စတွေပါဒီကျိုးဆက်ကဘယ်ရလဲလို့ကျွန်တော်တို့တေချာပြန်ပြီးတော့မှတွေးကြည့်မယ်ဆိုလို့ရှိရင်နော်လက်ကျန်3မျိုးကိုနော်2020ခုမှာအပြီးတိုက်ခိုက်သိမ်းပိုင်းမယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်လေတံပစ်လိုက်တဲ့အချိန်မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းအရင်တော့ကပြောရင်လည်းပြောတဲ့အတိုင်းလောက်တတ်တဲ့လူတယောက်လည်းဖြစ်တယ်နော်လေတံပစ်လိုက်တဲ့အချိန်မှာစစ်ကောင်စီဘက်တော်သားတွေအကုန်လုံးဆက်ဆက်တိပကနာကြတာပေါ့နော်ဟာ14မျိုးလဲဘာတစ်မျိုးမှလည်းပြန်ပြီးတော့ရအောင်လည်းမသိနိုင်ဘူးနောက်ထပ်3မျိုးကိုပါဟိုကချင်းချောင်းနေပြီးပြောဆိုနေပြီးဘလို့ဖြစ်နေပြီညာလို့ဖြစ်နေပြီဆိုပြီးတော့မှဆက်ဆက်တိမခံနော်စားမွေအိပ်မပျော်တွေဖြစ်ကုန်ကြတာပေါ့နော်စားမွေအိပ်မပျော်တွေဖြစ်ကုန်ကြပြီးတော့မှအခုဆိုလို့ရှိရင်ဘင်းအောင်လှိုင်ကတေချာပေါက်ကတော့တရုတ်ကိုတခုသွားပြောပါလိမ့်မယ်လို့အားတော့ပြောလို့မရတော့ဖေဖေပြောမှရတော့မယ်ဖေဆုံးမှရတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့လက်ကျန်3မျိုးမကြစီရေးပါထပ်ပြီးတော့မှထက်တွက်လာလိမ့်မယ်ထက်ပြောလာလိမ့်မယ်လို့ကျွန်တော်တို့ကတော့ယူဆလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကြောက်ဖြူမှာတရုတ်ရဲ့အဓိကအရင်းမြစ်တွေအများကြီးရှိတယ်။ဒါကိုအာရခလက်တော့အေးရဲ့လက်ထဲကိုပါသွားမှာတရုတ်ကလည်းအရန်စိုးရင်ကြောက်ရွံ့နေတဲ့အနေအထားမျိုးကြုံနေရပြီလို့တော့ကျွန်တော်တို့ကမြင်မိပါတယ်။အဲ့တော့ကျန်တဲ့ပိုင်းတွေကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကကျွန်တော်တို့လေးသားရတဲ့အားထားရတဲ့ပုံကိုတယောက်ဖြစ်တဲ့အတွက်ကျန်တဲ့ပိုင်းတွေကတော့သူ့ဟာသူစဉ်းစားချင့်ငြိမ်ပြီးတော့ရအောင်တော့ကစားသွားလိမ့်မယ်ဆိုတာတော့တေချာပေါ့ပဲ။ဘာကြောင့်လဲဆိုတော့အင်္ဂါဂျိုကလာတားရင်အောင်ပါပဲမရဘူးလို့ပြောထားတဲ့လူတယောက်ကတရုတ်ကိစ္စလောက်နေတော့ဘာမှဒေါ်လာကြီးကနေတွေ့ဖယ်သွားမဲ့အနေအထားမျိုးလုံးဝမရှိနိုင်ပါဘူး။နော်ဒီဟာလေးတစ်ချက်တော့သုံးသပ်လို့ရတယ်။နောက်တစ်ခုကတော့ဒါကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကတော့ AA ကဒီAA ကိုနဲ့တရုတ်ကတွေ့ကျင်တာကယထာလန်ကိစ္စတွေမဟုတ်ဘဲနဲ့ကျန်တဲ့ကျွန်တော်တို့ကျန်တဲ့မျိုး14မျိုးရဲ့ကိစ္စပါထိပါလာနိုင်တဲ့အနေအထားမျိုးဖြစ်လာနိုင်ပါတယ်။ဘာကြောင့်ထိပါလာနိုင်လဲဆိုတော့ဒီမျိုး14မျိုးကိုကျွန်တော်တို့ဘယ်ကောင်းမဲဦးစီးဘယ်ကောင်းမဲကိုကဲပြီးတော့မှရအောင်ပြန်လှုပ်လုံးဝမရတော့တဲ့အနေအထားကိုကြုံနေရပြီ။စစ်တပ်ကအခုဆိုရင်ဒါအမ်ဘရန်လန်နော်အမ်ဘရန်လန်ကပစီတို့ဂုတ်ကြီးတို့ဘက်ကိုကျွန်တော်တို့ဒီဟွာတွေပို့တယ်ပေါ့နော်စစ်ကူတွေပို့တယ်အပေါ်ရင်အနေမှာပဲတခါတည်းဒီဂုတ်ကြီးဘက်ကိုထိုးမဲ့အချိန်မှာကျွန်တော်အာရခတော့ A နဲ့တွေ့တဲ့အခါကျတော့တိုက်ချလိုက်တော့တခါပြန်လန်ဆင်းလာပြန်သူကစစ်ကသဘောပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချိန်လန်သွားတာပြဿနာမရှိဘူးမိုဒီပြန်ပေးပြီးတော့မှရအောင်ငါတို့ပထမတစ်ချိန်ကတော့ဘာတွေလိုအပ်ချက်ရှိသွားတယ်ကွာနော်ဘာတွေကြောင့်မို့လို့ငါတို့တွေပြန်ပြီးတော့မှလန်ဆင်းလာတာဒါတော့မဖြစ်အောင်လို့ငါတို့နောက်တစ်ချိန်ပြန်ပြီးတော့မှပြင်ဆင်ပြီးတော့မှနောက်တစ်ချိန်ပြန်ထိုးရင်တော့ဒီနေမျိုးတော့ပြန်ရားကောင်းပါရဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြင်ဆင်ပြီးပြန်ထိုးလဲပဲမရတစ်ချိန်လန်ကြနှစ်ချိန်လန်ကြသုံးချိန်လန်ကြလေးချိန်လန်ကြဆိုတဲ့အချိန်မှာဘလို့မှသူ့လူကိုသူမိုဒီဘလို့မှပေးလို့မရတော့တဲ့အနေအထားမျိုးလည်းရောက်နေလုံးဝအခြေအနေမကောင်းတော့ဘူးနော်ရခိုင်ကိုသွားရမယ်ဆိုလို့ရှိရင်စစ်တပ်ကတကယ်အရှင်လက်ငရဲတွင်းထဲကိုသွားတဲ့ပုံစံမျိုးအထိကိုကြောက်လန့်နေတယ်ပေါ့နော်ဒါတစ်ပိုင်းပေါ့နောက်ထပ်ကျွန်တော်တို့ဒါတောင်ကုတ်ရမ်းပြဲဘက်ချမ်းကိုလည်းဒါတင်မောတွေနဲ့ကတ်ပြီးတော့မှကန်းတဲ့ပေါ့နော်ကျော်စိုးရဲ့အိမ်မက်ပေါ့အဲဒါကြောင့်မလို့ကျွန်တော်တို့ကလော်ဘီတွေကလည်းစစ်တပ်ကတချို့သတင်းတွေကြစစ်တပ်ကရလို့ပြောတာတွေရှိတယ်နော်စစ်တပ်ကသူတို့ကဥပမာကျွန်တော်တို့လိုပေါ့တော်လိုင်းတပ်ဖွဲ့က
တက်ခွဲမှုတွေနဲ့ရင်းနှီးတယ်စစ်ကြောင်းမှုတွေနဲ့ရင်းနှီးတယ်တချို့ဒေါ်လာရင်းဘက်တော်သားဗျူဟာမှုတွေနဲ့ကျွန်တော်တို့ရင်းနှီးတာရှိတဲ့ခါကျတော့တယောက်နဲ့တယောက်လှမ်းပြီးတော့မှအလားပါတက်လာပါပြောရေးစကားစီရေးချင်းတွေမင်းနေမေးချင်းတွေမင်းရနေပြီးတော့မှသူတို့စီကရတဲ့သတင်းမျိုးလေးကျွန်တော်တို့ဒီထဲမှာညှက်ပြီးတော့မှပြောတဲ့ဟာပေါ့ဒါကြောင့်မို့လို့ဆိုမပူတူလို့ဘာလို့သူ့အကိုဘုံမှုဆိုတာဟိုတရက်ကပဲအကိုဝမ်းဝဲဘုံမှုဆိုတာထုတ်ပြီးတော့မှပြောသွားတယ်ထောင်ကြနေတာအခုပြန်ပြီးတော့မှလွတ်လာပြီလူငိမ့်ထဲမှာပါလာပြီပေါ့နော်ဇော်ဖုံးကြီးပါမလာလို့ဘာညာဆိုပြီးတော့ထုတ်ပြီးတော့အဲ့တော့မပူတူလို့ဒဇင်ဦးလို့ကျော်စိုးဦးလို့ကျော်မျိုးမင်းလို့ဆိုတာစစ်တပ်တရားကောင်နေနဲ့ရင်းနှီးမှုကျွမ်းဝင်မှုကတော့အောက်ခြေအဖွဲ့တွေနဲ့ကတော့အနည်းနဲ့အများကတော့ရှိမှာပဲရှိတဲ့အခါကျတော့ဟာကျွန်တော်တို့ရခိုင်ပြည်တော့ကတော့မပူနဲ့ကန်းတက်ဖို့အတွက်လေ့ကျင့်နေပြီဟာဘယ်လိုလုပ်တော့မယ်ညာလိုလုပ်တော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုးကျွန်တော်လုပ်ဖို့ရှိရဲမပူနဲ့ကျွန်တော်ပြည်သူလူထုအတွက်ရခိုင်ပြည်ကိုပြန်ရအောင်ယူမယ်ဘာလုပ်မယ်ညာလုပ်မယ်ဆိုတဲ့သတင်းတူထွားတို့တီတီလေးတွေပြောမိတာရှိမှာပေါ့ပြောမိတာရှိတဲ့အခါကျတို့ကညှက်ပြီးတော့မှပြောမှာပေါ့နော်ဒါကြောင့်မလို့ကျော်စိုးပြောသွားတာကကျွန်တော်တို့ဒါဟိုကန်းတက်တပ်ဖွဲ့တွေနဲ့မရင်းတွေနဲ့တက်ပြီးတော့မှဘယ်လိုလုံးမှာပါညာလိုလုံးမှာပါဆိုတဲ့ပုံစံမျိုးအခုကန်းတက်ဖို့ကြံစီနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်စစ်တပ်ထဲမှာ20ပတ်ချလဲလောက်ကျွန်တော်နေခဲ့တာ20တောင်နဲ့ဆုံးသေးရလို့ပြောရမှာပေါ့အဲ့တော့ဒီကန်းတက်နဲ့ပတ်သက်ပြီးတော့မှစစ်တပ်ကကျွမ်းကျင်မှုရှိလားဆိုတဲ့ဟာမှာဘယ်လို့မှကျွမ်းကျင်မှုမရှိဘူးဒါတော့လုံးဝအသေးကြပဲစစ်တပ်ကကျွမ်းကျင်တော့ကဘာလဲဆိုတော့ချင်းချားကိုပိုးပြီးတော့မှနော်ဘယ်နှရက်ထမင်းငါခံရမလဲစခန်းပေါ်မှာဘယ်လိုနေရမလဲကျင်းဘယ်လိုတူးရမလဲဘယ်လိုလုပ်ရမလဲဆိုတော့ခြေလင်းစည်းနဲ့ပတ်သက်ပြီးတော့ပဲကျွမ်းကျင်တာဒါကျွမ်းကျင်တော့ဘာသာရက်ပဲစစ်တပ်မှာတေချာပေါက်ကတော့နော်အဲ့တော့ဟာဟိုတရက်ကကျွန်တော်အတီးတယောက်နဲ့ဟွာဖြစ်လို့ပေါ့ဟာသူတို့ကလည်းဒီတက်မတော်နေစီးပြမှာပြတဲ့လက်နဲ့ကြီးတွေကနော်သူတို့အတွက်အသုံးမဝင်ဘူးလားတဲ့ဆိုတော့ဟုတ်ပြီသူတို့အတွက်အသုံးဝင်မဝင်တယ်ဒီဟာတွေကဒါပေမဲ့ဘယ်လိုနေရာမှာအသုံးဝင်မလဲပြည်ပကျူးကျော်စစ်မှာအသုံးဝင်မယ်ပြည်ပကျူးကျော်စစ်မှာကျွန်တော်တို့ကနေဆက်မှာဒီကားတွေကျွန်တော်တို့ပြစ်လို့ရတဲ့နေဆက်မှာကားတွေထိုးလိုက်မယ်ထိုးရရင်တစ်ဖက်နိုင်ငံရဲ့ကျွန်တော်စစ်အခြေစိုက်စခန်းတွေကိုမြေပုံညို့တိကျတွက်ချက်ပြီးတော့မှပြစ်လို့ရတယ်ဒါကတက်မတော်နေစီးပြမှာပြတဲ့ကားတွေနဲ့ဘလို့ညာလို့ဆိုပြီးတော့မှလိုက်ပြီးတော့မှပြတဲ့ကောင်လေးပေါ့နော်အဲ့တော့လက်ရှိတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တဲ့အချိန်မှာအဲ့ဒါတွေအသုံးဝင်တာဆိုလုံးဝအသုံးမဝင်ဘူးဘာကြောင့်အသုံးမဝင်လဲနံပါတ်1ချက်ကျွန်တော်ရှင်းပြအောင်မယ်နံပါတ်1ချက်ကျွန်တော်သုံးဝင်ဒါကြီးတွေနဲ့စစ်တပ်ကဘယ်တော့မှလက်တွေ့လေ့ကျင့်မှုမလုပ်ခဲ့ဘူးတန်ဖိုးရမ်းကြီးတာကိုတန်ဖိုးများတာကိုများတဲ့ခါကျလက်တွေ့လေ့ကျင့်မှုဘာမှမလုပ်ခဲ့ဘူးနံပါတ်2ချက်တော်လိုင်းတပ်ဖွဲ့တွေကအခြေတိုက်စခန်းမှမရှိတာဘယ်နှတော့ပြစ်မှာပြစ်စရာနေရာမရှိဘူးနော်အကုန်လုံးကဟိုဂရော့ဘာရဲ့စကားကရိုင်းသွားမှဆိုတဲ့အတွက်ဂရော့ဘာရဲ့ပေါ့ခြေတလုံးအိမ်တိုင်းနဲ့စစ်တိုက်တာနော်ဒီနားမှာ4-5ရက်အခြေပြုလိုက်ဒီနားတက်ကိုစစ်တပ်ကိုတွယ်လိုက်တွယ်ပြီးွားနဲ့ကိုလိုချင်တဲ့မရှင်ပြီးွားတာနဲ့ဘလူးအားမှာဟာဟိုအာစီတိုက်ကြီးဆောက်ပြီးတော့မှသွမိုးကြီးနဲ့ဘလူးမှရုံးဖွင့်တာမရှိဘူးဘာကြောင့်လဲဆိုတော်လန်ရေးမှာဘယ်သူမှရုံးဖွင့်မှာနော်အဲ့တော့မင်းတို့စစ်တပ်ကောင်တွေကမေးကြတယ်ပြောကြတယ်ပေါ့နော်မင်းတို့ဟာမင်းဥဝင်းမြင့်လွတ်လာပြီလေဥဝင်းမြင့်ကလှမ်းပြီးတော့မှတမတာကြီးမင်းတို့ရဲ့တမတာကြီးယာယီတမတာကြီးဖြစ်တဲ့သူကလက်ရှိလောက်မေးတယ်နော်ရုံးတက်ဖို့တဲ့ဟိုစစ်တပ်ကဘောမတွေကကျွန်တော်ခါစားရေးတာပါကျွန်တော်တို့လှောင်တာပေါ့နော်ရုံးတက်ဖို့အတွက်ရုံးလမ်းပြီးတော့ယာယီတမတာကြီးကလည်းမပြောနိုင်ဘူးပေါ့နော်ဥဝင်းမြင့်ကလည်းဘယ်ရုံးမှတက်အောင်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမေးကွန်းရှိပါတယ်ပေါ့နော်ဗိုလ်ချုပ်အောင်ဆန်းကဘယ်နေရာမှာရုံးထိုင်ပြီးတော့တော်လှန်ခဲ့တာတော်လှန်ရေးသမားဆိုတာရုံးတီတကြစိုက်ပြီးတော့မှတော်လှန်ရတဲ့အနေအထားမဟုတ်ဘူးနော်ရန်ဆွဲရှိတဲ့နေရာမှန်တယ်များကိုလိုက်ပြီးတော့မှမိုဘိုင်းတိုက်ရနော်ဟာဂျပန်ကိုတိုက်ရှင်အင်္ဂလိပ်နဲ့ပေါင်းတယ်အင်္ဂလိပ်တိုက်ရှင်ဂျပန်နဲ့ပြန်ပေါင်းတယ်နော်ဒီလိုမျိုးလုပ်ပြီးတော့မှဒီတရားထဲမှာထိုင်ပြီးတော့မှဘယ်သူမှ base ထိုင်ပြီးတော့မှတိုက်တဲ့တော်လှန်ရေးဆိုတာမရှိဘူးနော်အဲ့လိုလုပ်ရင်လည်းမှားနေပြီနော်အဲ့တော့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်ပြည်တွင်းစစ်မှာစစ်ကောင်စီရတာလင်အခြေချပြီးတော့မှစခန်းကြီးတွေဆွဲပြီးတော့မှဖင်နဲ့တောင်ကုန်းနဲ့ဖင်နဲ့တံမိုးဆွဲပြီးတော့မှကျွန်တော်တို့ခုခံတာပဲရှိရင်ကျွန်တော်တို့ကအကုန်လုံးမိုဘိုင်းကြောင်းရွှေ့လွယ်တဲ့စစ်ရဲ့သဘောတရားကိုတုံးတာဖြစ်တဲ့အတွက်စစ်ကောင်စီကကျွန်တော်တို့အနှံ့လဲခံလို့မရဘူး base ကိုလိုက်ရှာလို့လည်းမရဘူးဟာလိုင်စာကိုပြစ်လိုက်ပါလားအဲ့မှာဗိုလ်ချုပ်ခုံမော်ရှိရလို့ပါတို့ဗိုလ်ချုပ်ခုံကလိုင်စာမှာငိုတို့ကြီးထိုင်နေတဲ့လူလားအဲ့လောက်တုံးလို့ရှိရင်မင်းတို့စစ်တပ်ကိုတိုက်ကုန်မတိုက်ဘူးနော်လိုင်စာမှာဘယ်သူကထိုင်နေမှာတော့ဟာအဲ့မှာလက်နဲ့ဆက်ယုံရှိရဘာဖြစ်တယ်ညာဖြစ်တယ်တို့မင်းတို့
စောက်ကြီးစောက်ကြပြောခလုတ်လေးတစ်ချက်နှိပ်ရုံပဲဆိုတဲ့ကောင်လဲမရှိတော့ဒိုးရပြီဒီချိန်ပဲထမိန်ုံကြားတဲ့ရအောင်ရောက်နေလဲမသိတော့ဘူးမင်းတို့ပြောအားကြကြလဲအချိန်နေမကောင်းတော့ဘူးအဲ့တော့ပြောချင်တဲ့ဒိဗေကတော့နော်သူတို့တမ်မတော်နေစီးပြမှာတုံးတဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုတဲ့လက်နဲ့ကြီးတွေကလည်းတကယ်တော့ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကိုချိန်မုံဖို့အတွက်အသုံးဝင်လာတော့မလို့ဒီနေ့လက်ရှိမြေပြင်မှာတုံးနေတဲ့လေရင်အောင်မှပဲတော်လိုင်းတက်ဖွဲ့တွေသုံးဝင်ဘာကြောင့်လဲလေရင်စပြီးကွင်းမော်ကနေစကြွကြတဲ့ကတော်လိုင်းတက်ဖွဲ့တိနေဘလို့အကြောင်းနဲ့တိလဲတော့မမေးနဲ့တိနေပြီအေးစီလေးပြီးလို့ရှိရင်ဘယ်လိုဖြတ်လိုက်ပြီးွားနဲ့အေးစီလေးရှောင်းငိမ့်တိမ့်ငိမ့်ရတယ်လို့ဆိုလိုချင်တာပေါ့နော်အဲ့တော့ဒီຢာတွေကဘလို့မှသုံးဘူးအဲ့တော့စစ်တပ်ကအကျွမ်းကျင်တော့ကဘာလဲဆိုတော့စစ်တပ်ကအကျွမ်းကျင်တော့ခြေလင်းအဲ့ဒီရေငန်တော့မျက်ချောက်စားပြီးတော့မှလိုက်ပြီးတော့မှတိုက်တဲ့အနေထားကိုပဲအသုံးဝင်တာစစ်တပ်ကဒါကိုအကျွမ်းကျင်တော့မယ်အဲ့တော့ဒီ level မှာလည်းကြည့်အဲ့လိုမျိုးစစ်တပ်ကခြေလင်းတက်ကဒီလောက်ထိတိုက်ဆွမ်းရင်ကောင်းနေတာတော့မှတော်လိုင်းတက်ဖွဲ့ရင်တွေ့တဲ့အချိန်မှာနိုင်လားဆိုတော့လုံးဝမနိုင်တာဖြစ်တဲ့အတွက်မင်းတို့ကြံတဲ့မရိန်းတွေဘာတွေကွန်မန်ဒိုတွေဘာခြေရကန်ခြေရကောက်တွေတော်တွင်းတွေပျောက်ကြားတွေအထူးစီးနီးပြူဟာတွေဖြစ်တဲ့ကြံတဲ့ကြိုက်တဲ့နီလန်းတွေနဲ့တော်လိုင်းတက်ဖွဲ့ကိုချိန်မုံဘတော်မှမရနိုင်ဘူးပေါ့နော်ဒါကြောင့်မလို့ဟာတောင်ကုန်းနဲ့ဒါကျွန်တော်တို့ရန်ပြဲဘက်မှာလဲနော်အိမ်မက်တွေမဲ့ပြီးတော့မှကန်းတဲ့အိမ်မက်တွေမဲ့ပြီးတော့မှတိုက်ချင်နေတဲ့စစ်ကောင်စီအတွက်ကတော့အလားလာတော့မကောင်းဘူးလို့ပြောချင်တာပေါ့နော်အဲ့တော့အာရခတ်တော့အေးရလဲကောင်းကောင်းဒီမရိန်းတွေတက်လာမဲ့နေရာတော့ကောင်းကောင်းပြင်ဆင်ထားပြီးသားဖြစ်လောက်ပါတယ်ဆိုတဲ့ဟာလဲကြိုပြီးတော့မှခံမှန်းမိတယ်လို့ပြောချင်ပါတယ်အဲ့တော့ဒါဒီနေ့ကျွန်တော်သတင်းတင်ဆက်ခဲ့တဲ့အထဲမှာတော့နော်တရုတ်ကတော့အေးနဲ့တွေ့ကျင်လာတဲ့အကြောင်းတရားကတော့ဒီယထာလန်တစ်ခုကိုအခြေပြုပြီးတော့မှကျန်တဲ့ကိစ္စတွေပါနော်ဒီကတော့မလုံးနေပေးမယ်ဗျာမလုံးနေပေးမယ်ဘယ်လိုလုပ်ကြမယ်ညာလိုလုပ်ကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့အပေးယူခန္ဓာတွေနဲ့ကျွန်တော်တို့ညှိနှိုင်းလာလိမ့်မယ်လို့တော့ထင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်တော်လိုင်းမှာပြက်သားနော်နေမြေပေါင်းများစွာကိုမျိုးပေါင်းများစွာကိုနော်ကြည်လေးတိတ်စီရမိအောင်လှုပ်ထားနိုင်တဲ့ဗိုလ်ချုပ်ထုံးမြနိုင်အနေနဲ့တော့တရုတ်ရဲ့ညှိနှိုင်းစစ်ဆက်ညှိနှိုင်းမှုကိုတော့လုံးဝလက်ခံနိုင်မဲ့ပုံတော့မပေါ်ပါဘူးလက်ခံခဲ့လို့ရှိရင်လည်းဒီတော်လိုင်းနဲ့ဆက်တော့လက်ခံမှုမျိုးမဟုတ်ဘဲနဲ့ကြံတဲ့အကြောင်းအရာတွေနော်ကြံတဲ့အကြောင်းအရာတွေသူကသူဒါစဉ်းစားချင့်ချိန်မှုအရန်ကောင်းတဲ့ပုံကိုယ်တယောက်ဖြစ်တဲ့အတွက်ကျွန်တော်ကြံတဲ့အကြောင်းအရာတွေနဲ့ပဲလက်ခံနိုင်ပွဲရာရှိပါတယ်တော်လိုင်းနဲ့ပတ်သက်ပြီးတော့လက်ခံနိုင်ပွဲရာမရှိပါဘူးဆိုတဲ့အကြောင်းလေးကိုပြောကြားရင်းနဲ့ဒီနေ့သတင်းတင်ဆက်မှုလေးတော့ဒီမှာပဲညီကုန်းချုပ်ပါရဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ subscribe ကိုနေခေါင်းလုံးကိုနေပေးချပေးကျွန်တော်ဗီဒီယို